Okay Africa final ညရောက်ပါပြီအားလုံးယနေ့ချက်ကင်စွာနဲ့ပဲဒါပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒါဒီည Wembley Stadium မှာကစားမယ့် Africa final ဖြစ်ပါတယ်ဒါအားလုံးပဲထုံးစံတိုင်းပဲတည့်ရတိုင်းပဲပေါ့နော်ကိုအသင်းဖြစ်တဲ့ဒါ Manchester City နဲ့ Crystal Palace နဲ့ဆုံမှာဖြစ်ပါတယ်ပေါ့နော်ဒါဖြစ်တော့လာဖို့အစစရဆိုလို့ရှိရင်တော့ဒါ Crystal Palace ကဒါပေါ်သေးမဟုတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါ final ရောက်လာပြီဆိုရဗျာဟိုဘယ်တော့ပဲအသင်းငယ်ဖြစ်နေပါသေးသူ့မှာလည်း 50% chance ရှိတယ်လို့ကျွန်တော်တို့မှာလည်းဒါ 50% chance ရှိတယ်ပေါ့နော်ဖြစ်လာတဲ့အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ Aston Villa တို့တည်ရမှာလာပြီးလို့ရှိရင်ဒါ Fulham တို့ဂိုးပြတ်တွေပဲတိတ်လာတာ 3-0 တွေပဲတိတ်လာပြီးတော့ဒီအဆင့်ကိုရောက်လာတာပေါ့နော်ဒါကျွန်တော်တို့အသင်းဆိုလို့ရှိရင်ဒါဘုံမောက်ကိုကသန်းကရနဲ့ 2-1 နဲ့မနေရအောင်ကန်တယ် Forest ကြမှာပဲဒါ 2-0 နဲ့ပြတ်သားနိုင်ပြီးတော့မှဒါ final လက်ရှိအနေထားကိုရောက်လာတာပေါ့နော်ဒါပွဲထွက်ကစားသမားစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းထုံးစံတိုင်းပဲဒါ Aston Mateta တို့ပဲကျွန်တော်ထင်ရတော့ဒါ Palace ရတော့ထွက်လာမှာပဲပေါ့နော်ကိုအသင်းဘက်ကအခြေအနေရတော့ဒါဘယ်လိုလဲဟာလန်လက်တာချက်ခံပြည့်ဝနေပြီဆိုတော့တက်စစ်မှာဟာလန်ပဲမြင်ရဖို့ရှိတယ်ဒါ Kevin De Bruyne ပဲထွက်လာမယ်ဒါမာမုတ်ကိုပဲသုံးမယ်ထင်တယ်အဲဒီမှာတော့ဒါဘာနာဒိုဆီဘာကိုပဲသုံးမလားဒါဆာဗင်ညိုကိုပဲသုံးမလားပေါ့နော်ခွင်းလယ်မှာတော့ထုံးစံအတိုင်းပဲကျွန်တော်တို့မာဒီယိုကူဘာချစ်ကိုပို့ကြိုက်တယ်မာဒီယိုကူဘာချစ်နဲ့ဒါမှမဟုတ်လို့ရှိရင်ဒါဒီဘရိုင်းနဲ့ပေါ့နော်ဘလူးရှင်တွေမှာကြတော့ဒါကိုကဟိုဘယ်လိုလဲကန်တိုကန်နဲ့ပဲဒါတဝက်ပွန့်ဘယ်လိုမျိုးထားသုံးမလဲဂရီယိုလာဘာလုံးလဲတော့မသိသေးဘူးเนาะနောက်တန်းကတော့ဒါမမျိုးအကန်ကြီးလည်းပြန်ပါလာပြီဆိုတော့ဒါအကန်ကြီးနဲ့ဒါထုံးစံတိုင်းဒီရက်နဲ့ပဲသုံးမလားဂရီယိုနဲ့ပဲဒါသုံးမလားပေါ့เนาะဝင်းနှစ်ဖက်ကတော့ဒါအိုရီလီနဲ့ဒါမာတီယလူနဲ့ကိုပဲကျွန်တော်တို့ထုတ်စေခြင်းတယ်ပေါ့နော်အဲ့ပြောင်းလုံးဖို့တော့ရှိမှာတော့မဟုတ်ပါဘူးကိုသမားနေရာမှာတော့ဒါကျွန်တော်တို့ဒါအက်ဒါဆန်ကိုမသုံးစေချင်ပါဘူးဒါအာဖရိကဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါမတ်တင်အိုဒီဂါကိုပဲသုံးစေချင်တယ်ပေါ့နော်ဒီနေရာမှာဒါပြောချင်တာကကျွန်တော်တို့ရဲ့အချက်လက်ဆိုတော့ကျွန်တော်ရဲ့ဒါအချက်တော် Kevin De Bruyne ရဲ့ဒါနောက်ဆုံးဆုဖလားပေါ့နော်နောက်ဆုံး trophy လို့ပြောလို့ရတယ်အသင်းမှာသူဒါနောက်ထပ်2ပွဲလောက်ကစားပြန်တယ်သူအသင်းထွက်ခွာတော့မယ်ပြီးရင် club work လက်တာမကန်ရတော့ဘူးဆိုတော့ကျွန်တော်ဒီနေရာမှာဒါအများကြီးလို့လေအများကြီးတွေးဖို့စဉ်းစားဖို့ပေါ့နော်ဒီဘလောက်ကျွန်တော်ရအောင်ရမှာဖြစ်ပါမယ်ဒီဘလောက်ရမှာဒါကျွန်တော်တို့ဒီရာဒီမှာဒါဖလားလက်မဲ့ရာဒီမှာဖြစ်မယ်ဟိုဖလားလက်မဲ့ရာဒီမဟုတ်ဘဲနဲ့ဗျာအဆုံးသက်နိုင်မယ်ပေါ့နော်လာမဲ့ဒါကလပ်ဝါကအတွက်လည်းဒါအနေငယ်ဒါအားရဖြစ်ထုံးမယ်ပေါ့ဗျာပြီးရင်ဒါဒီရာဒီမှာထွက်ခွာမယ်ဒါကစားသမားတွေအတွက်လည်းဒါနည်းနည်းလေးမျက်နှာပန်းလှမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါစူးစမ်းဖို့လိုပါတယ်တစ်ဖက်အပြောလည်းကျွန်တော်တို့လုံးဝအထင်သေးလို့မရပါဘူးကျွန်တော်တို့ဒါဝင်ပလီမှာခက်ခဲတဲ့ခီးချန်တစ်ခုဖြစ်ပေါ်လာအောင်မှာဖြစ်ပါတယ်ကျွန်တော်တက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကိုအသင်းကိုဆိုတော့ဒါကိုအသင်းကိုအနိုင်ပဲခံမှန်းတာပေါ့maybe ကျွန်တော်တက်ဆိုလို့ရှိရင်တော့ဒါဒူးသေးပါပဲ okay ဘာဖြစ်ပါ50-50 50-50ရှိပါတယ်ကျွန်တော်မြန်မာစံတော်ချိန်10နိုင်မှာပွဲကစားပါမယ်ပွဲမှာပဲကျွန်တော်တို့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ